အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ SLE ဆိုတဲ့ယောဂအကြောင်းပါSLE ဆိုတာဘာလဲပေါ့နော်ဒီစိတ်ပညာလောကမှာ SLE ကလူနာတွေအတွက်နားလေရခက်ခဲတယ်တဘာဝတရားရဲ့စမ်းကြဲတဲ့ယောဂတစ်ခုလို့ပြောလို့ရပါတယ်အလွယ်တကူနားလည်အောင်ပြောရရင်ခန္ဓာကိုယ်တွင်းကပြည်တွင်းစစ်နဲ့တူတယ်ဘာဖြစ်လို့ဆိုတော့ကိုယ်ခံအားစနစ်ကမိမိခန္ဓာကိုယ်ကိုပြန်ပြီးတိုက်ခိုက်တဲ့ယောဂအမျိုးအစားဖြစ်တဲ့အတွက်ခန္ဓာကိုယ်တွင်းကပြည်တွင်းစစ်လို့အလွယ်နားလည်အောင်ပြောကြတော့ပေါ့နော်ယောဂဖြစ်တဲ့အကြောင်းအရာတိတိကျကျမသိပေမဲ့မျိုးဗီဇပတ်ဝန်းကျင်ဟော်မုန်းပေါ့ဒီလိုအချက်တွေပေါင်းဆက်ပြီးဖြစ်လာတဲ့ရှုပ်ထွေးလာတဲ့ယောဂတစ်ခုလို့ဒါပြောလို့ရပါတယ်တာမန်ယောဂနဲ့ SLE နဲ့အဓိကကွာခြားချက်ကဘာလို့ဆိုရင်တာမန်ယောဂဆိုရင်အဆုပ်ဆိုအဆုပ်ပဲနှလုံးဆိုနှလုံးတိနှက်ဖြစ်တာများတယ် SLE ယောဂကတော့နေရာစုံဝင်မွေတဲ့ယောဂတစ်ခုဖြစ်တယ်တကိုယ်လုံးကိုပြန့်နှံ့တိုက်ခိုက်ထိခိုက်တဲ့ယောဂမျိုးစားဖြစ်တယ်ပေါ့နောက်တစ်ခုတတိထားမှာ SLE ဟာယောဂအစစ်ကဖုံးကွယ်နေတတ်တယ်သူ့ရဲ့လက္ခဏာတွေကတာမန်ဖျားနာတာတာမန်အညောင်းမိတာတာမန်အရေးပြားဓာတ်မတည့်တာတွေနဲ့သွားပြီးဆင့်တူတဲ့အတွက်ပေါ့နော်တော်တော်များများ SLE ကြောင့်ဖြစ်မှန်းမသိပဲအခြားဆေးတွေရှောက်တောင်ရင်အချိန်ကုန်နောက်တက်တယ်ဒါကြောင့်ယောဂအတိနောက်ကျတာမျိုးတွေလည်းဒီယောဂမှာအလွန်အဖြစ်များပါတယ်ဒီယောဂကနောက်တစ်ခုကကြောက်စရာကောင်းတာကငုတ်ရှိုးနေပြီးပေါ့အတွင်းကလီစာတွေကိုတိတ်တဆိတ်ဖြက်စီးတက်လို့အရန်ကြောက်စရာကောင်းတဲ့ယောဂအထဲမှာပါတယ်အတွင်းတဖြည်းဖြည်းတိုက်ပြီးဖြက်စီးနေတဲ့အတွက်ပေါ့နော်လူနာကိုယ်တိုင်ကလည်းဒါကိုသတိမထားမိဘူးတကယ်လေဖြတ်တဲ့အချိန်ကြောက်ကလုံးဝပျက်စီးသွားတဲ့အချိန်နှလုံးတွေရောင်ပြီးစိုးတဲ့အချိန်ညမှာပဲတခါတလေတိရတာမျိုးတွေလည်းဖြစ်တတ်တဲ့အတွက်ပေါ့နော်တော်တော်ကိုသတိထားမယ်ယောဂထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကဒီကြိုတင်ခတ်မှန်းလို့မရတဲ့ယောဂရဲ့သဘောတဘာဝပေါ့ဒီနေ့ကောင်းမြင်မနေ့မြင်ဆိုရုပ်တရက်ယောဂကြွလာတာမျိုး flare up လို့ခေါ်တယ်အဲ့လိုမျိုးနဲ့လာတတ်တယ်ဒါကြောင့်ဒီနေ့ကောင်းတယ်နောက်ရက်ယောဂရုပ်တရက်ကြီးဆိုးချင်လဲဆိုးသွားတတ်တယ်ဒါကြောင့်အမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ယောဂမျိုးစားဖြစ်တယ်သူ့ရဲ့လက္ခဏာတွေကတော့ဒီအရေပြားမှာဆိုရင်မာလာ rash လို့ခေါ်တယ်လိပ်ပြာပုံမှန်ပြထားတဲ့အတိုင်းလိပ်ပြာပုံအနီကွက်တွေ့မယ်နေအောင်ကြီးထိတဲ့နေရာမှာအလင်းမခံနိုင်ဘူးအပူမခံနိုင်ဘူးပေါ့နော်အနီကွက်တွေထွက်တာပေါ့နော်အဲ့ဒါကို photosensitive လို့ခေါ်တယ်နောက်တစ်ခုအမာရွတ်တွေကြံခဲ့တဲ့အနီကွက်တွေပေါ့discoid rash လို့ခေါ်တယ်အဲ့ဒါတွေရှိမယ်နောက်စပင်တွေကျွတ်တာပေါ့နော်နောက်တစ်ခုကတော့ဒီနှလုံးနဲ့အဆုပ်မှာဆိုရင်နှလုံးတွေရောင်တယ်အဆုပ်အမီးပါးတွေရောင်တယ်အုံနောက်ပိုင်းကလည်းထိတယ်အုံနောက်ပိုင်းမှာဆိုရင်စိတ်သက်ကြတာတို့စိုးရင်လွန်တာတို့ဒီအသက်ယောဂလိုမျိုးပေါ့နော်အကြောင်းရင်းမရှိပဲဝက်ယူပြန်အသက်ယောဂတွေဖြစ်တယ်တချို့ဆိုရင်စိတ်ဖောက်ပြန်အယူပုံစံမျိုးဖြစ်ပြီးတော့လာတာမျိုးတွေလည်းရှိတယ်နောက်အစစ်အမြစ်တွေရောင်တာပေါ့နော်ဒါပေမဲ့သူ့မှာထူးခြားတဲ့ချက်ကတော့ဒီအစစ်အမြစ်တွေရောင်မိမဲ့ဒီပျက်စီးတာမျိုး non erosive လို့ခေါ်တယ်ပေါ့နော်အစစ်တွေပုံပျက်စီးတာမျိုးတော့မရှိဘူးပေါ့နော်နောက်အရေးကြီးဆုံးတစ်ခုကတော့ကြောက်ကက်ထိခိုက်တာပေါ့လူနာ90%ခန့်ကကြောက်ကက်ထိခိုက်နေတယ်ကြောက်ကက်ထိခိုက်ပြီဆိုရင်ဒီတွေးထဲမှာစီးထဲမှာ protein တက်ပါလာတာတို့တွေးပါလာတာတို့ဖြစ်မယ်နောက်ပိုင်းတိတ်ဆိုးတဲ့အဆင့်မှာဆိုရင်မျက်နှာတွေခြေထောက်တွေဖောရောင်တာတွေဖြစ်နိုင်တယ်ပေါ့နော်ဒီကြောက်စရာကောင်းတဲ့ SLE ကိုဘလို့အတိပြုလို့ရတော့ဘူးပေါ့နော်အဲ့ဒါကဆရာဝန်တော်တော်များများစံထားတာကယူလာ2019ပေါ့ဒီ criteria လို့ခေါ်တဲ့ဒီယောဂရှာဖွေရေးစနစ်ပေါ့အဲ့မှာအဆင့်တင်အနေနဲ့မဖြစ်မနေဆေးရမှာအတွေးထဲမှာ ANA positive ဖြစ်ရမယ် ANA positive ဖြစ်ပြီဆိုမှလားဒီအဆင့်နှစ်ကိုဆက်သွားတာပေါ့နော်ဒီအဆင့်နှစ်မှာခါသူ့ရဲ့လက္ခဏာတွေကြည့်ပြီးအမှတ်လေးတွေအဲ့လိုပေးတာပေါ့နော်အဆင့်ရောင်တယ်ဆို6မှတ်လိပ်ပြပုံအနီကွက်တွေ့တယ်ဆိုရင်6မှတ်ပေါ့နော်နှလုံးအမြီးရောင်တယ်အဆုပ်အမြီးရောင်တယ်အဲ့လိုရှိတယ်ဆိုရင်9မှတ်တို့မှ6မှတ်အကြောင်းရင်းမရှိဘဲနဲ့ဖျားတယ်ဆို2မှတ်ပေါ့စပင်းတွေကျွတ်တယ်ပါးစပ်တွေနာတယ်ဆို2မှတ်ပေါ့နော်နောက်တစ်ခုကတခွဲဆန်းတက်တဲ့အဖြေပေါ့ anti-double-stranded DNA anti-Smith အဲ့လိုမျိုးဟာတွေ positive ဖြစ်တယ်ဆိုရင်6မှတ်ပေါ့နော် complete match လို့ခေါ်တယ် protein တက်တစ်မျိုးပေါ့နော်တွေးစစ်လို့ရတယ်အဲ့ဒါနဲတယ်ဆိုရင်3မှတ်နောက်တွေးဖြူတွေးဥမွာနဲတယ်ဆိုလဲ3မှတ်4မှတ်ပေါ့နော်အဲ့လိုအမှတ်လေးတွေပြီးတယ်အစောကပြောရဲ ANA anti-nuclear factor positive plus ပေါ့ဒီလိုအမှတ်တွေပေါင်းတဲ့ဟာက10မှတ်ရှိတယ်ဆိုရင် SLE ယောဂလို့ဒါသတ်မှတ်လို့ရတာပေါ့နော်နောက်တစ်ခုအရေးကြီးတဲ့အချက်ကတော့ကြောက်ကက်ထိခိုက်တဲ့ဟာပေါ့နော်ဒီပေါ့ SLE လို့ယူဆတဲ့ anti nuclear factor ANA လည်း positive ဖြစ်တယ်အဲ့လိုတမားမှာအသားစားယူပြီးစစ်ဆေးကြည့်လိုက်လို့ကြောက်ကက်ပျက်စီးနေတဲ့လက္ခဏာရှိပြီဆိုရင်တခြားလက္ခဏာတွေကြည့်စရာမလိုပဲနဲ့ဒီတစ်ခုတည်းတင်10မှတ်လို့သတ်မှတ်ပြီးSLE ယောဂလို့diagnosis ယောဂသတ်မှတ်လို့ရတာမျိုးလည်းရှိတယ်ပေါ့နော်ဒါကြောင့်ကြောက်ကက်ထိခိုက်ခြင်းတစ်ခုတည်းဟာ
SNL မှာတော့ဘာဖြစ်မလို့ဆိုအရင်ကြီးကြည့်တယ်ဒီတစ်ခုတည်းရှိုံနဲ့ SNL လို့ပြောလို့ရတယ် SNL လို့ပဲကုတင်တဲ့သဘောမျိုးပါပေါ့နော်ကုတမှုမခံယူရင်ဘာတွေဖြစ်နိုင်လဲပေါ့နော်ဒါအစောကပြောထားလို့ကြောက်ကပျက်စီးတာမျိုးဖြစ်နိုင်တယ်နှလုံးနဲ့တွေးကြောဆိုင်ရာပြဿနာတွေရှိနိုင်တယ်နှလုံးရောင်နိုင်တယ်တွေးကြောတွေပိတ်သွားတဲ့အတွက်ပေါ့နော်လေဖြတ်တာတွေဖြစ်နိုင်တယ်အုံနောက်နဲ့အာယုံကြောမှာဆိုလဲခေါင်းကိုက်တာတို့မညံကြတာတို့တက်တာတို့စိတ်ဖောက်ပြန်တာတို့ပေါ့နော်ဒါအစောကရှင်းပြတာတို့အဲ့ဒါတွေဖြစ်နိုင်တယ်အဆုတ်မှာဆိုအဆုတ်မီးရောင်တာနောက်အဆုတ်တွေရောင်ပြီးအမာရွတ်တွေကြံတာမျိုးပေါ့နော်ဒါကြောင့်လူနာအသက်ရှူခတ်တာမျိုးတွေနဲ့ဒါတက်တယ်နောက်ကိုဝင်ဆောင်လည်းပြဿနာရှိတယ်ကိုဝင်ပြက်တာတို့ကိုဝင်စောမွေးတာတို့ပေါ့နော်ကိုဝင်စိတ်တက်တာလို့ခေါ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေလည်းအထူးဖြင့်ဆေးစနစ်တကျမတောက်ရင်ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီအယိုးပွားတာမျိုးဖြစ်တယ်နောက်တစ်ခုကပင်ပန်းလွယ်တာပေါ့အလကားနေနဲ့ပင်ပန်းနေတာပေါ့နော်နောက်တစ်ခုကတွေးနဲ့ပတ်သက်တာဆိုရင်တွေးနီဥရောတွေးဖြူဥရောတွေးဥမှာဆိုတဲ့ platelet ပေါ့နော်ဒါတွေနဲတာတွေနဲ့လည်းလာနိုင်ပါတယ်ဒါကြောင့်ဒီယောဂကိုစောစောစီးတိဖို့အရင်ရေးကြည့်တယ်ဘာလို့ဆိုတော့အစောပိုင်းကုတမှုကိုတေချာလုပ်တယ်ဆိုရင်ဒီယောဂလမ်းကြောင်းလုံးဝပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဆက်လီကတက်လုံးဖြစ်တဲ့ယောဂဖြစ်တော့လဲပေါ့နော်လူနာရဲ့ရွေးချယ်မှုကသူ့ရဲ့အနာဂတ်ကိုသူဆုံးဖြတ်နိုင်တာပေါ့နော်ဒီမှာဆိုပုံမှာပြထားတဲ့အတိုင်းယောဂသိရပြီပေါ့နော်တေချာထိနေဆိုရင်ပုံမှန်ဘဝကိုဒါရနိုင်တယ်ပေါ့နော်ယောဂတိတယ်ကိုဟာပေါ့ဒါမှအတိနောက်ကြတာပဲဖြစ်ဖြစ်ပေါ့ယောဂတိပြီးဂယုမဆိုင်တာပဲဖြစ်ဖြစ်တေချာမထိန်ချုပ်ရင်ကိုတွင်းကလီစာတွေတအိပြက်စီးပြီးပေါ့နော်တော်တော်ကြီးစိုးစိုးဝါးအခြေအနေမျိုးရောက်သွားနိုင်တယ်ဟိုကတဝက်တစ်ပြက်မှာကုရင်တော့မှအဲ့လောက်ကြီးကောင်းချင်မှကောင်းမှာပေါ့နော်ဒါကြောင့်စောစောကုတဲ့ဟာဒီယောဂမှာပို့ပြီးတော့ပေါ့စိတ်ချရတဲ့အနေအထားမျိုးပေါ့နော်ဒါကြောင့်ဟာပေါ့ဒီ SLE ယောဂသမားတွေမှာပုံမှန်ဆေးတွေတော့ရှိရပါတော့သူတက်ဆိုင်ရာဆေးတွေတော့အများကြီးရှိတယ်အဲ့ဒါတော့ဒီအရေးပြားထိလားနှလုံးထိလားကြောက်ကတ်ထိလားအဲ့ပေါ်မူတည်ပြီးမှဆေးတွေပြီးကြတာတွေရှိတယ်ဒီဆေးပေးတာနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့ကျွန်တော်ဒီမှာမပြောတော့ဘူးပေါ့နော်ပုံမှန်ပေါ့ဒီ lifestyle modification မှာ SLE သမားတွေမှာဘယ်လိုနေထိုင်တင့်လဲဆိုတဲ့ဟာမျိုးတော့ကျွန်တော်ပြောပါမယ်အဲ့မှာဆိုရင် sunscreen လိမ့်တင်တယ်ဘာလို့နေအောင်ထိရင်သူကပိုဆိုးတယ်လေနောက်ထီးတွေစောင်းအောင်မယ်အနားယူရမယ်ပေါ့ပါတဲ့လေ့ကျင့်ခန်းတွေလုပ်ရမယ်အိုမီဂါ3လို့ငါးကြီးစီတွေပေါ့နော်အဲ့ဒါမျိုးတွေစားရင်လည်းယောဂအတွက်အထောက်အကူဖြစ်တယ်နောက်တရားထိုင်တာတွေအဲ့ဒါမျိုးတွေလည်းအထောက်အကူဖြစ်တယ်လုံးဝရှောင်ရမှာနေဘူးထဲမှာအကာအကွယ်မပါပဲတွားတာရှောင်မယ်စားနဲ့တခြားအလွန်အကျွံစားခြင်းကိုရှောင်မယ်နောက်ဆေးလိပ်တောက်ခြင်းပေါ့နော်ဒါတွေကယောဂပူကြွစေနိုင်တဲ့အတွက်အဲ့ဒါတွေကလုံးဝရှောင်တင်တယ်ပေါ့နော်ဒီယောဂရဲ့အနာဂတ်မျိုးလင်းချက်တစ်ခုထွက်လာတယ်ကာတီဆဲသရပီလို့ခေါ်တယ်ပေါ့နော်အဲ့ဟာမျိုးပေါ့နော်အဲ့ကာတီဆဲသရပီကအခုစမ်းသပ်နေတယ်အောင်မြင်မှုတွေလည်းရနေတယ်သူ့ရဲ့အဓိကလောက်တာခန္ဓာကိုယ်ထဲမှာမာယွန်းနဲ့ memory ပေါ့ကိုခါစနစ်ကမညံမာယွန်းမိပေါ့ကိုပြန်ပြီးတိုက်ခိုက်တဲ့ဟာကိုအဲ့ memory ပေါ့အဲ့ memory ကို तू ကလုံးဝဖျက်ဆီးပစ်ပြီးယောဂအမြင့်ပြအောင်ကုတနိုင်တဲ့နီလန်ပေါ့နော်တူရဲ့ပေါ့ဒီစမ်းသပ်မှုမှာလည်းအောင်မြင်မှုတွေရနိုင်တယ်ဒါပေမဲ့အပိသက်စမ်းသပ်မှုကတော့မပြီးသေးဘူးပေါ့နော်ဒါပေါ့အပိသက်စမ်းသပ်မှုပြီးကြဲပြန့်ထွက်လာတဲ့အချိန်မှာ SLE သမားတွေအများကြီးဒါအထောက်အကူဖြစ်မယ်လို့ဒါမျှော်လင့်ရပါတယ်ဒါကြောင့်အနည်းချုပ်အနေနဲ့ပြောမယ်ဆိုရင်စောစောကူစနစ်တကျနေပါကပုံမှန်ဘဝကိုပိုင်ဆိုင်နိုင်ပါမယ်SLE ကတော့ရှုပ်ထွေးတဲ့ယောဂဖြစ်တော့လေပုံမှန်လူတယောက်ကဲ့သို့တက်ကြွလက်ပတော့ဘဝကိုတိဆောက်နိုင်ပါတယ်ဒါကြောင့်စောတီးပြီးစောကုဖို့မမိကြပါနဲ့လို့တိုက်တွန်းရင်ကျွန်တော်ပြောတော့ညီကုန်းချုပ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်